Lemon 24 hour ပြန်ပွဲဟာကမ္ဘာအခမ်းအနားဆိုသောပြန်ပွဲတွေထဲကတစ်ခုဖြစ်ပြီးနေ့စဉ်နေ့တိုင်း Ferrari, Lamborghini, Porsche, Audi, Ford, Toyota တို့လိုကမ္ဘာကြီးစိုးကားကုမ္ပဏီတွေဟာအိမ်မက်ကိုစီနဲ့ဒီနေရာကိုလာကြပါတယ်1923ခုနှစ်ကတည်းကစတင်ခဲ့ပြီး Motorsport လောကရဲ့အကြီးကျယ်ဆုံးပြန်ပွဲအဖြစ်ရည်ကြည်နေတဲ့ Lemon 24 hour ကိုပြင်သစ်နိုင်ငံမှာနေ့စဉ်ကျင်းပပြီးနေ့ရောညပါ24နာရီတစ်ဆက်တည်းရှင်ပြန်ရပါတယ်။ပြန်ကွင်းပတ်လန်းဟာတာမကားလားနဲ့ပြန်ကားတွေအတွက်လှုပ်ထားတဲ့ Rich Track နဲ့ပေါင်းစပ်ထားပြီးကွင်းတစ်ပတ်အကွာအဝေး10မိုင်ခွဲရှိပါတယ်။ပြန်ပွဲမရှိတဲ့ဂျန်ရက်တွေမှာတော့ဒီလမ်းတွေမှာတာမကားတွေပြေးဆွဲနေပါတယ်။မိမိရတွေရဲ့အကန့်အသတ်အသင်းသားတွေရဲ့မဟာဗျူဟာနဲ့ရင်မောင်းတွေရဲ့ပြင်းပြတဲ့စိတ်ဆန္ဒကိုစမ်းသပ်တဲ့နေရာလည်းဖြစ်ပါတယ်။ပင်ပန်းနဲ့မှုတာမကပဲရတီဦးတို့စူဝါမှုတွေကိုပါ24နာရီလောက်ပြင်ဆင်ရပါတယ်လူသားတို့ရဲ့ဆရာထက်သန်မှုနဲ့ဆေးရန်တရားတို့ရဲ့ခန္ဓာရည်ရှိမှုတို့ကိုအကြီးကျယ်စမ်းသပ်တဲ့ဒီပြန်ပွဲမှာအမြန်ဆုံးဖြစ်နေရုံနဲ့အနိုင်ရရှိမှာမဟုတ်ပဲနောက်ဆုံးချိန်ထိအသက်ရှင်နိုင်မှသာအနိုင်ရရှိမှာပါ Feed distance rate နဲ့မတူပဲလမန်ဟာ24နာရီအတွင်းအများဆုံးအကွာဝေးမောင်းနိုင်တဲ့ကားကသာအနိုင်ရရှိပါတယ်ကားတစ်စီးမှာ driver 3ယောက်နဲ့တစ်ယောက်ကိုအနည်းဆုံး6နာရီမောင်းရပြီး7နာရီထက်ပိုမောင်းမရပါဘူးလမန်မှာဝင်ပြန်တဲ့ကားများကိုမျိုးအစားအဖြစ် class 3မျိုးခွဲခြားနိုင်ပါတယ်ပထမ class မှာတော့ hyper car ဒုတိယ class မှာ LMP2 တတိယ class မှာကျတော့ LMGT3 တို့ပဲဖြစ်ပါတယ် class တစ်ခုချင်းစီကို overall winner စုတစ်ခုချင်းစီပေးပါတယ်hyper car class ကို2021မှာပထမဆုံးမိတ်ဆက်ခဲ့ပြီးကမ္ဘာအမြန်ဆုံးနဲ့အနည်းပညာအဆင့်မြင့်ဆုံးကားများဖြစ်ပါတယ် LMP2 class မှာတော့ထင်းမြတ်ဟာ Orica, Legia, Derara, Mathematic, Riley စတဲ့ကား manufacturer စီကနေ chassis တစ်ခုကိုဝယ်ယူပြီး Gibson V8 engine တက်ဆင်ပြီးဝင်ပြန်ရပါတယ်။ Hypercar class ကိုတက်လန်းလို့သော driver နဲ့ထင်းတဲ့အတွက် LMP2 ဟာ stepping stone ဖြစ်ပါတယ်။ LMGT3 class မှာတော့ GT3 platform ကိုအခြေခံထားသော production based sport ကားများဖြစ်ပါတယ်။2026 ဇွန်လမှာကျင်းပမယ် Lemon 24 hour မှာပြန်ကားအလုံးပေါင်း60စီးနဲ့ driver 186ယောက်ပါဝင်ပြီးပြန်ကားတစ်စီးကို driver 3ယောက်အလက်ကျမောင်းနေရမှာပါ2026ခုနှစ်ရဲ့အကြီးမားဆုံးသတင်းရတော့ Korea Automaker ဖြစ်တဲ့ Genesis ဟာ Hypercar class မှာပထမဆုံး Korean ထင်းအဖြစ်ဝင်ပြန်မှာဖြစ်ပြီး Korea ကားလောကအတွက်သမိုင်းဝင်အခိုက်အတန့်တစ်ခုဖြစ်လာတော့မှာပါGenesis ဆိုတာတောင်ကိုရီးယားကားကုမ္ပဏီ Hyundai ရဲ့ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီးစက္ကန့်ကားတွေထုတ်လုပ်ပါတယ်2024ခုနှစ်မှာ Genesis Magma Racing ဆိုတဲ့ပြန်ကားအဖွဲ့ကိုစတင်တည်ထောင်ခဲ့ပြီးအခု2026မှာတော့သူတို့ရဲ့အိမ်မက်တွေလက်တွေ့ဖြစ်လာတော့မှာပါ Genesis အသင်းဟာ GMR 001 Hypercar စီးနဲ့ဝင်ပြန်မှာဖြစ်ပြီး Korea Automaker တခုကမ္ဘာကားပြန်ပွဲထိပ်ဆုံးသို့ရောက်ရှိလာတဲ့သမိုင်းဝင်အဆင့်ကိုကိုစားပြုပါတယ်ဘာကြောင့်ကား manufacturer တွေဒေါ်လာသန်းပေါင်းများစွာသုံးစွဲပြီးလက်မှတ်ဝင်ပြန်ကြတာလဲလက်မှတ်မှာကားတစ်စီးကို24နိုင်ဆက်တိုက်ပြင်းထန်သော condition မှာမောင်းနေရတဲ့ ultimate tech ဖြစ်ပါတယ်ဒါကြောင့်ဒီပြန်ပွဲမှာအနိုင်ရတဲ့ brand ဆိုတာကမ္ဘာအကျဉ်းခံဆုံး engine နဲ့နည်းပညာအမြင့်ဆုံးကားကုမ္ပဏီဆိုတဲ့သက်သေဖြစ်ပါတယ်ဝင်ပြန်တဲ့ကားတွေမှာ develop လုပ်ထားတဲ့ technology တွေကိုနောက် production ကားတွေမှာထည့်သွင်းနိုင်ပါတယ် Audi ရဲ့ diesel technology Porsche ရဲ့ hybrid system တွေအကုန်လုံးဟာလက်မှတ်ကနေပေါ်ထွက်လာတာပါလက်မှတ်အနိုင်ရပြီဆိုရင်ကမ္ဘာတဝန်းကကားဝတ္တနာရှင်တွေချက်ချင်းသိကြမှာပါ brand image အတွက်အကောင်းဆုံး marketing လည်းဖြစ်ပါတယ်ဒါကြောင့်နေ့စဉ်နေ့တိုင်းကမ္ဘာအကောင်းဆုံးမော်တော်ကားကုမ္ပဏီတွေဒီကိုလာကြပါတယ်ဒါပေမဲ့တချို့သောသူတွေဟာဒီနေရာကိုလာပြီးဘယ်တော့မှအိမ်ပြန်မလာနိုင်ခဲ့ပါဘူးလက်မှတ်ပြန်ပွဲရဲ့တမိုင်းကြောင်းကိုပြင်ကြည့်မယ်ဆိုရင်အောင်ပွဲတွေကိုသတင်းတွေအပြင်ကြေကွဲပွဲအဖြစ်ဆိုးတွေလည်းများစွာရှိခဲ့ပါတယ်တမိုင်းတော်စာဒီပြန်ပွဲမှာမတော်တဆမှုကြောင့် driver စုပေါင်း22ဦးသေဆုံးခဲ့ရပါတယ်နေ့စဉ်လက်မှတ်ပြန်ပွဲရဲ့အစမှာပြန်ပွဲဝင်အားလုံးမိနစ်အနည်းငယ်ညှိသွင်းနေပေးရပါတယ်ဒီပြန်ပွဲမှာအသက်ဆုံးခဲ့ရတဲ့ driver တွေအတွက်ကိုပြည့်တဲ့အခမ်းအနားမှာအနိုင်ရသူတွေအတွက်ကိုယ်သက်ကအရှိဆုံးအောင်မြင်မှုတစ်ခုဖြစ်ပြီးချက်ဆုံးသွားသူတွေကိုတော့တမိုင်းကမမိနေမှာပါလက်မှတ်ဟာအောင်ပွဲခံဖို့နေရာတစ်ခုလည်းဖြစ်သလိုအောင်မြင်မှုအတွက်အသက်ဆုံးဖို့နေရာတစ်ခုလည်းဖြစ်ပါတယ်